ဟုတ်ကဲ့မင်္ဂလာပါနော်ကျွန်တော်လှုပ်ထရနေပြီးတော့ကိုကြောင့်ကိုစဉ်းစားမိနေကျွန်တော်လည်းတကယ်တော့လုံဝင်နေရနေရောရုံထွက်ခဲ့ရတာပါတေးကြတာတခုကတော့ကျွန်တော်မှာနုံနှံ့နေတော့ရှိမှာပေါ့ဒါကိုကျွန်တော်မကြောက်တော့ပါဘာဖြစ်လို့တော့ဆိုတော့ကျွန်တော်ပြင်ဆင်ခဲ့တယ်ပြင်ဆင်ဖို့အတွက်ပြဿနာကတော့များတော့ကိုကြိုက်တဲ့ຢာတွေကိုစွန့်လို့ပြီးတော့မကြိုက်တဲ့ຢာတွေလောက်မှာဘူးဒါပေမဲ့ဒီမကြရတော့တခုပါဘာလဲဆိုတော့ငါတနေ့အောင်မြင်ရမယ်အဲ့ဒီတူလေးနဲ့ကျွန်တော်ပန်းနိုင်ထားခဲ့ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကိုအောင်သူပါ